cleared by noon. Okay, I got the power washer ready for the graffiti. We need to patch that wall first. ဒီလိုမျိုး time lapse video တွေကို10မိနစ်အတွင်းတူတူဖန်တီးကြမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ LAN AI မြန်မာ YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်သွားမယ့် tutorial လေးကတော့စွန့်ပစ်အိမ်ကိုကြီးကနေအမိုက်စားဇိမ်ခံအိမ်ကြီးဖြစ်ပြောင်းလဲပြီးမဲ့ AI time lapse video ဖန်တီးနည်းပဲဖြစ်ပါတယ်ဒီလိုမျိုး video တွေဖန်တီးဖို့အတွက် online ပေါ်ကနေအမိုက်စားဇိမ်ခံအိမ်ပို download ဆွဲထားဖို့လိုအပ်ပါတယ်ဒါမှမဟုတ်ရင်AI ကိုမိမိလိုချင်တဲ့အိမ်ပုံစံထုတ်ခိုင်းထားရပါမယ်ကျွန်တော်မှာအစင်းနဲ့သုံးဖို့ပုံရှိတဲ့အတွက်မထုတ်ပြတော့ပါဘူးပထမဆုံးအနေနဲ့အသင်ရေးပြီးသား master prompt ကနေ prompt 1ကို copy ယူပြီး Google Flow ကိုတွားပါမယ် Google Flow ကိုမသုံးသက်သေးသူများအနေနဲ့ comment က Google Flow tutorial လင့်မှာဝင်ရောက်လေ့လာနိုင်ပါတယ်ဝိုင်းပြထားတဲ့အပေါင်းလေးကိုနှိပ်ပါ upload media ကိုနှိပ်ပါမိမိမှာရှိပြီးသားဇိမ်ခံအင်ကြီးကိုထည့်လိုက်ပါပုံကိုဖြစ်ပြီး app do prompt ကိုနှိပ်ပါပုံထုတ်မှာဖြစ်တဲ့အတွက် image setting ချိန်ပါမယ် image မိမိထုတ်ခြင်းတဲ့အချို့အရေးအတွက်နဲ့ model ကိုရွေးပါမယ်ပုံထုတ်ဖို့အတွက်ဆိုရင်တော့ Nano Banana Pro ထက် Nano Banana 2ကိုပဲသုံးဖို့အကြံပြုပါတယ်တစ်ခါတလေမှာ Pro က error တက်လို့ပါအစောကကူးထားတဲ့ Pro 1ကိုထည့်ပြီးပုံထုတ်လိုက်ပါပုံထုတ်နေစဉ်အတွင်း Pro 2ကို copy သွားယူထားပါပုံရလာပြီဆိုရင်စစ်ကြည့်လိုက်ပါအဆင်ပြေတယ်ဆိုရင်တော့ image 1ကိုဖိပြီး app do prompt ကိုနှိပ်ပါ prompt 2ကိုထည့်ပြီးပုံထုတ်ပါပုံထုတ်နေစဉ်အတွင်း prompt 3 video prompt ကို copy သွားယူပါပုံရလာပြီဆိုရင်စစ်ကြည့်လိုက်ပါ video ထုတ်မှာဖြစ်တဲ့အတွက် setting ချိန်ပါမယ် video frame နဲ့သွားမှာဖြစ်တဲ့အတွက် frame ကိုရွေးပါမိမိထုတ်ရှင်တဲ့အချို့အရေးအတွက်ကိုရွေးပါmodel နေရာမှာ video 3.1 like ကိုရွေးလိုက်ပါ stack ကိုနှိပ်ပြီး image 1ကိုထည့်ပါ and ကိုနှိပ်ပြီး image 2ကိုထည့်ပါ video 1 prompt ကိုထည့်ပြီး video ထုတ်လိုက်ပါ video 2 prompt ကို copy သွားယူထားပါမယ် video 1 ရလာပြီဆိုစစ်ကြည့်ပါမယ် Move it. Let's get this cleared by noon. Okay, I got the power washer ready for the graffiti. We need to patch that wall first. အဆင်ပြေရဆိုရင်တော့ video 2ထုတ်ဖို့ဆက်လုပ်ပါမယ် step မှာ image 2ကိုထည့်ပါ and မှာမိမိမှာရှိပြီးသား final ပုံကိုထည့်ပါ video 2 prompt ကိုထည့်ပြီး video ထုတ်ပါမယ် video 3 prompt ကို copy သွားယူထားပါ video 2 ရလာပြီဆိုရင်စစ်ကြည့်လိုက်ပါမယ်Final image ကိုဖိပြီး animate ကိုနှိပ်ပါ video setting စစ်ပါ video 3 prompt ကိုထည့်ပြီး video ထုတ်ပါကဲ video လေးကိုစစ်ကြည့်လိုက်ရအောင်တော်တော်လေးမိုက်တဲ့ result ပါပဲ AI video အစအဆုံးကိုတူတူပြန်ကြည့်လိုက်ရအောင် Move it. Let's get this cleared by noon. Okay, I got the power washer ready for the graffiti. We need to patch that wall first.အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဆင်မပြေတာရှိရင်လည်း comment က Telegram group မှာဆွေးနွေးလို့ရပါတယ်ဒီဗီဒီယိုလေးမှာအသုံးပြုခဲ့တဲ့ master prompt အပြည့်စုံနဲ့အခြားအသင့်ဆုံး master prompt တွေကိုလည်း comment က Telegram channel မှာဝင်ရောက်ရယူနိုင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲ LAN AI မြန်မာကနေအရင်တင်ဆက်ပေးခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ tutorial တွေကိုလည်းအောက်က comment section မှာစုစည်းပေးထားပါတယ်အဲ့ဒီ link ကနေတဆင့်အလွယ်တကူပြန်လည်လေ့လာနိုင်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်အကျိုးရှိတယ်ဆိုရင်တော့ like လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်ဒါအပြင်နောက်ထပ်ဘလို့ AI နည်းပညာတွေဘလို့ tutorial မျိုးတွေကိုတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးသွားပေးပါဦးကျွန်တော်တို့ရဲ့ဗီဒီယိုသစ်တွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်